ယူသားနိုင်သလောက်အမြင့်ဆုံးတောင်ကုန်းမှာကျွန်တော်နေရာယူထားဆဲပါခင်ဖုံးသက်ဝေမိုးရိပ်မိုးဥတွေကျူးပြီးဆိုရင်ပန်းနီနီတွေပွင့်ပြီးဆိုရင်ချွင်းချက်မရှိအယူသီးနေတတ်တုံးမှာပဲကျွန်တော်တို့ရဲ့ပုံတိုပတ်စလေးတွေအကြောင်းချဲ့ကားထားတဲ့သချင်းတွေတော့တခါတလေရေးပြစ်ဆိုပြစ်ပါတယ်ပိုးပလန်လေးတစ်ကောင်သူ့အတောင်မှန်တွေကိုချွတ်ချလိုက်သလိုပေါ့ဘေးလူတွေအမြင်မှာပေါ့ပါနေပေမဲ့သူ့လေးလံဖီစီမှုနဲ့သူပါခင်ဖုံးသက်ဝေဒီလိုကြောင့်သာကျွန်တော်မီးကိုရှာဖွေတွေ့ရှိခဲ့ပါတယ်ကံသုံးဆင့်ကိုရောက်ဖြစ်ခဲ့သေးတယ်ရေလှိုင်းလာရအတိုင်းရေညှိပင်လေးတွေဆက်လက်ရွေရှားနေကြရေလေကျွန်းကငှက်တွေအရင်လိုတေးတီဖောင်ဖွဲ့နေကြတရားပြက်ကြီးရဲ့လက်ကျန်တိုင်းတွေကရေလေမှာထိုးထိုးထောင်ထောင်နဲ့လှမ်းပြီးနှုတ်ဆက်တယ်အင်မတန်အထီးကျန်လှပေမဲ့ခုထိပြိုလဲခွင့်မရသေးပါဘူးကွာတဲ့တချို့လူတွေအတွက်လမ်းခွဲတယ်ဆိုတာလွယ်လွန်းပါတယ်ကိုယ်အေးဖို့ကိုရှင်းပြီးထပြန်ကြရုံပဲခတ်တယ်ခင်ဖုံးသက်ဝေရဲ့မအောင်မြင်ခဲ့တဲ့မြောက်ရက်ကကျဲတွေဒူဝန်ကျဲကိုစိတ်နာသလိုဘသူငိုနေရလဲကွယ်ဒီမှာတိတ်ခတ်တယ်ကမ်းပြိုနာတစ်ပင်ကတော့မရှိရှာတော့ဘူးအဲ့ဒီလိုဆိုမှဖြင့်သူ့တစ်မြစ်တွေမှာညှိနေခဲ့ဘူးတဲ့ကျွန်တော်တို့ရဲ့စက်ကူလှေလေးလည်းမရှိတော့ဘူးပေါ့နောက်ဝတ်ထားတာလို့ကြည့်ကျွန်တော်စိတ်မှာထင်မိနေသေးတယ်အချစ်တဲ့ချွန်းတဲ့အားလုံးသုံးငယ်ဖြစ်သွားတဲ့တောအုပ်နှုတ်ဆက်ပါတယ်ဟယ်လင်ကဲလာပြောတဲ့အတိုင်းဆိုရင်ခင်ဖုံးသက်ဝေမှန်ပါတယ်ချစ်စရာကောင်းတဲ့ဘယ်မိန်းမပြိုကအကြာကြီးစောင့်နေမှာမို့လို့လဲရှေ့ကိုသွားနေတဲ့ယထာမှာနောက်ပြန်ထိုင်စီရင်ဝေးကွာခြင်းဆိုတာကိုပိုနားလေလာရတယ်မဲစလီပင်တန်းတွေတရွေ့ရွေ့ကျန်ခဲ့ပြီဖဲချိုးရောင်စုံတွေကျန်ခဲ့ပြီဖိုးချိုသချင်းတွေကျန်ခဲ့ပြီပန်းတင်ချိုင်ကစောင့်နေမယ်ဆိုတာတွေကျန်ခဲ့ပြီချောင်းသားကပ်ပြပြီးဆက်ပေးငှားလို့ရတဲ့ဆိုင်လေးတွေကျန်ခဲ့ပြီဟိုနားကသချင်းစတင်တဲ့နေရာဒီနားကအချစ်စတင်တဲ့နေရာအားလုံးကျန်ခဲ့ပြီဘသူခေါ်တယ်မှကြားလို့တော့မဟုတ်ပါဘူးရွာရိုးကူပေါက်ကျွန်တော်လျှောက်သွားနေခဲ့တာဆယ်စုနှစ်တစ်ခုစာတယူဇနာနှစ်ယူဇနာခြေရတွေတောင်ပြလို့ပင်လယ်ပတ်ပင်းနဲ့ကျွန်းချိုကျွန်းကြားမှာအိတ်တဲ့အခါအိတ်တယ်တခါတလေကမ်းခြေတွေကြောက်ညိုနန်းဆောင်မြင်တွေခယူခွန်တွေဖွေးဖွေးလုံအောင်ခင်းထားတဲ့ရိုးမြေကြလမ်းကလေးတွေတခါစမ်းပြလွန်းတဲ့ခင်တန်းသားရတွေခင်ဖုံးသက်ဝေလိုလူစကားပြောတတ်တဲ့ပန်းပွင့်လေးတွေတခါတလေတချို့တောင်ပေါ်ရွာလေးတွေမှာတဆောင်းတနွေကျွန်တော်ပျော်သလောက်နေပြစ်လိုက်တာပဲသူတို့ဘာသာစကားနဲ့ထီကယုံပင်လေးကိုရှက်တက်မှာတဲ့
ဒီလိုတိုက်ဆိုင်လာတဲ့ညတွေဆိုလူတခြားအိမ်မက်တခြားပဲတခါတော့ခေါင်းစဉ်ပေါ်ပြပြနဲ့စစ်မှတ်လမ်းကြားတွေအရင်နီးကိုသုံးပြီးမုန်းချင်တိုင်းမုန်းနေကြတဲ့ညီကိုတွေစီးဆရာနဲ့လူသက်သမားနှစ်ကိုကွဲထားကြသူတွေတခါတလေမုတ်တုံကွယ်ရာရှူရီမြောင်တွေကွန်ကရစ်နာချနေတဲ့မြို့ပြတွေတခါစိတ်လိုက်မှန်ပါငိုခွင့်မရှိတဲ့ထက်ခိုးလေးတွေဒီလိုအရစ်ကျစနစ်နဲ့ကျွန်တော်ကြပြဆရာဖြစ်လာခဲ့ပုံရပါတယ်မြေကဘာရေးခင်ဖုံးသက်ဝေရေးဟောဒီလို YouTube ဆိုးတွေလင်ကာပြက်တွေနဲ့သေးနှုတ်သူရဲ့ဆက်သားမှုမှာပျော်နိုင်ကြပါစေပုံမှန်ပါပဲခင်ဖုံးသက်ဝေပြစ်တောက်ပြောဘူးသလိုစေကံပြပြစ်တိုင်းအချိန်မှန်စားခိုင်းတာတို့ cigarette တွေအပူအဆက်တွေရှော့ခိုင်းတာတို့ဘယ်ချိန်တည်းကဒီလိုဆောက်အောင်လာလဲဆိုတော့လျှို့ဝှက်သောနှင်းရုပ်ရှင်ယုံတင်တဲ့နေ့ကပေါ်လို့ကျွန်တော်ပြန်ဖြေလိုက်တယ်သူတို့နားမလည်ကြဘူးခင်ဖုံးသက်ဝေခုနှစ်တက်ကရစ်တွေဒါရီကိုပဲထပ်မေးနေတယ်ပြီးတော့စုံလုံးကန်းနေသူကရှုမြော်ခင်းကိုကြည့်သလိုကျွန်တော်ကိုသူတို့ကြည့်ကြတယ်အားလုံးကိုရွရွချွန်ချွန်အရှုံးပေးလိုက်ပါတယ်မနေ့ကဒီနေ့လို့စိတ်မှထင်လာရင်အားလုံးလွမ်းတက်သွားကြပါလိမ့်မယ်ခွင့်လွတ်နေကြကမ်းပါတွေကိုတိုက်စားဖြိုချခဲ့တဲ့မြစ်ကျွန်တော်အပြစ်ရှိတာကျွန်တော်သိပါတယ်ကျွန်တော်မှားခဲ့ပါတယ်ဒါကဧပြီတောင်းကတစ်တပင်ဖြစ်ပါတယ်တောင်းမှန်ပါတယ်ဒါကကျွန်တော်ပွင့်စီခြင်းနဲ့စနေရောင်ပန်းတစ်ပွင့်ဖြစ်ပါတယ်ခင်ဖုံးသက်ဝေလှောင်ရည်နေမှာလဲကျွန်တော်သိပါတယ်ကြည်နေတဲ့သူတွေနှမျောသွားတဲ့အထိရေတက်ပြုံးတတ်တာကျွန်တော်သိပါတယ်အလွယ်တကူထုတ်သုံးမိတိုင်းအလွမ်းဟာအနေများလှတယ်။နှွေလီယူတွေဇဝေဇဝါနဲ့တိုက်နေကြပြန်ပါပြီ။အလွန်အကျွံစွန့်စားရတဲ့အရက်မှာသူ့လိုငါလိုကျွန်တော်အရင်လိုပါပဲခင်ဖုံးသက်ဝေဒီတညလဲအရင်ညကဆူတောင်းလို့တစ်ခါတော့ပဲထပ်တွေ့ခြင်းမိပါတယ်နှုတ်ဆက်ဖို့ပါတန်တင့်